အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့အလောက်အားတာနဲ့အရန်ကိုကြိုက်တဲ့ရခိုင်မှုဒီလှုပ်ရှားဖြစ်လို့တငယ်ချင်းများအားလုံးလှုပ်ရှားလို့ရအောင်လို့ဗီဒီယိုလေးနဲ့မျှဝေပေးလိုက်ပါတယ်ရှင်ပထမဆုံးဟင်းရရှဲရန်အတွက်ပဇွန်အနည်းငယ်ပြုတ်ပါမယ်ပြီးရင်ဟင်းရရှဲရန်အတွက်ငပိကိုလိုတလောက်လေးကြိုထားပါမယ်ကြိုထားတဲ့ငပိကိုအနည်းမပါအောင်စစ်ထားလိုက်ပါမယ်ပြီးတော့ခုနပြုတ်ထားတဲ့ပဇွန်ကိုအနည်းငယ်ထောင်းပြီးတော့ဟင်းရရှက်ပါမယ်ကိုကြိုထားတဲ့ငပိပမာဏကိုကြည့်ပြီးတော့ရေထပ်ထည့်ပါမယ်။ပြီးရင်ခုနထောင်းထားတဲ့ပဇွန်ရဲ့ဟင်းချိုမှုရဲ့စားရဲ့ထည့်ပါမယ်။ဟင်းရည်ထဲမှာထည့်ရန်အတွက်ငရုတ်ကောင်းရဲ့ဂျင်းရဲ့ချက်တုံဖြူကိုထောင်းထားပါမယ်။အခုလိုမျိုးဟင်းရည်အိုးလေးဆူလာရင်ထောင်းထားတဲ့တစားပလာလေးတွေကိုထည့်လို့ရပါပြီရှင်။အငန်အပေါ်မြည်ကြည့်ပြီးတော့ကိုလိုအဲ့ဒါလေးတွေကိုထိုက်ထည့်နိုင်ပါတယ်ပြီးရင်တော့ခဏလောက်ထားရင်ဟင်းရီအိုလေးရှာလို့ရပါပြီနောက်တစ်ခုကတော့ရှာဘူးအဘူးချက်ရန်အတွက်ငရုတ်တွေအနည်းငယ်ပြုတ်ပါမယ်ငရုတ်ကောင်းအနည်းငယ်ထောင်းပါမယ်ပြီးရင်ခုနပြုတ်ထားတဲ့ငရုတ်တီထောင်းပါမယ်ပြီးရင်ကြက်သွန်ဖြူအနည်းငယ်ထည့်ထောင်းပါမယ်ပြီးတော့ခုနပြုတ်ထားတဲ့ပဇွန်လေးတွေကိုကက်ကြီးလေးနဲ့ပပလေးညှက်ပြီးတော့အနည်းငယ်ထောင်းပါမယ်လိုအပ်တဲ့ကစားပလာလေးတွေကိုထောင်းပြီးရေနင်းငယ်ထည့်ပြီးတော့ရှာဘူးအဘူးဆက်ချက်ပါတော့မယ်ရှင်ပြီးရင်ငပိရယ်စားရယ်ဟင်းကြုံမုံနင်းငယ်ထည့်ပါမယ်ဒီလိုနေထားလေးဖြစ်လာရင်ရှာဘူးအဘူးအိုးလေးရှာလို့ရပါပြီစားပါတော့မေစားကြပါအောင်ရှင်